Hello တွမောင်နဲ့မိသားစုကနေကြိုဆိုပါတယ်နော်ဒီနေ့တော့အမဲသားလေးနှပ်မယ်မဲသားနှပ်ဖို့ရင်စက်သွန်ပြူထောင်းထားမယ်စက်သွန်လေးကိုအခွန်ခွာအလုံးလိုက်ထည့်ချက်ပါမယ်ရှင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့နန်းနန်းစိမုံရင်းစိပဲနန့်တာစီယာမဆလာကရဝီရွက်နဲ့တကြဘိုးကောက်တွေကိုထောင်းထားပါမယ်ရှင်အိုးလေးကိုအမဲသားလေးတွေထည့်မယ်အပေါ်ကနေစက်သွန်လေးတွေစီထည့်မယ်ပြီးရင်စက်သွန်ပြူနဲ့အမွှေးအကြိုင်ထောင်းထားလေးတွေထည့်မယ်အယောင်တင်စနွင်းအချိုမုံစားထည့်ပါမယ်နော်ပြီးရင်တော့စီထည့်ပါမယ်အသားနှိုက်ရင်တော့လေစီများများသုံးပြရပါတယ်ရှင်ဒါမှအသားလေးတွေကစီနဲ့နူးဤနေပါရှင်ပြီးရင်တော့ငရုတ်ကောင်းလေးလေးကြိတ်ထည့်ပါဦးမယ်ဒီမှာတော့စနစ်ကြိတ်ထည့်လိုက်ပါတယ်နော်အဝင်ပစ္စည်းတွေအားလုံးကိုလေမှမွေရဲနဲ့အဖုံးလေးပဲအုပ်ပြီးတော့မှမိဖို့ပေါ်မှာတည်ပါမယ်မဲသားတဲ့ပါတဲ့ရေလေးတွေဖျန်းလာအောင်လို့တင်မှာပေါ့နော်မဲသားတဲ့ပါတဲ့ရေလေးခန်းလာပြီဆိုရင်တော့လက်အောက်လေးမွေပေးပါမယ်မဲသားလေးတွေကလေဒီလိုအပေါ်ရင်တော့တင်းပြီဆိုမှရေကိုစထည့်ပြီးတော့ဖုံးအုပ်တင်မယ်ဒါမှလေမဲသားညှိနှံကိုပျောက်သွားမှာပါဒါလေးကတော့ရေတဝက်ခန်းတဲ့အချင်းကြီးပါစက်သွန်ကြီးကလေရေခမ်းပြီဆိုရင်ဇွန်းလေးနဲ့ဖိတာနဲ့နှစ်ကျတော့တာပါဒါလေးကတော့စီစပြန်နေပါပြီရှင်ကဲအမဲသားနှစ်ကလေးကတော့ရပြီနေရာလေးကတော့လေမဆန်းပြားပေမဲ့ကို့အတွက်တော့ခန္ဓာတဲ့နိဗ္ဗာန်ပုံကလေးပါကဲချက်ပြုတ်ပြီးပြီဆိုတော့နိဗ္ဗာန်ပုံတကားလေးကိုပေးလိုက်ပါတော့မယ်ကြည့်ရှုသူအားလုံးကျမ်းမာကြပါစေကြောင်းတွမောင်နဲ့မှဆုတောင်းပေးပါရနော်